ညဘက်အိမ်မပြောတဲ့အခါဒါမှမဟုတ်တယောက်တည်းအေးအေးဆေးဆေးရှိနေတဲ့အချိန်တွေမှာစိတ်ဝင်စားစရာအကောင်းဆုံးနဲ့တခါတလေကြောချမ်းစရာကောင်းတဲ့တမိုင်းကြောင်းတွေကိုနားထောင်ရတာစိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်လားဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကမ္ဘာတဝန်းလုံးကလူသားတွေကိုရာစုနှစ်ပေါင်းများစွာထိတ်လက်တုန်လှုပ်စေခဲ့ပြီးတော့ဒီနေ့ခက်အထိရေပန်းစားနေစေဖြစ်တဲ့vampire သွေးဆုပ်ဖုတ်ကောင်အကြောင်းတွေပဲဖြစ်ပါတယ်။သွေးဆုပ်ဖုတ်ကောင်လို့ပြောလိုက်ရင်လူအများစုကဘာကိုပြင်းပြင်းကြလဲ။ကုတ်အင်ဂျီမေးကြီးဝတ်ထားတယ်။အဆွေတွေနဲ့လင်းတို့အဖြစ်ပြောင်းလဲနိုင်ပြီးတော့သွေးဆုပ်တက်တယ်။ပြီးတော့တိတ်ကူဆွေးဆောင်မှုရှိရဲ့ညဘက်ရဲ့တရဝါတွေပေါ့။ဒါပေမဲ့မဲစရာကြီးရှိတာကဒီလူတရဝါမျိုးတွေဟာတကယ်ပဲတမိုင်းထဲမှာရှိခဲ့ဘူးသလား။ဒါမှမဟုတ်ဒါတွေဟာလူသားတွေရဲ့စိုးရင်စိတ်နဲ့တိတ်ပံမထွန်းကားသေးတဲ့ရှိခက်ကအမှားယွင်းတွေကြောင့်ပဲဖြစ်တည်လာခဲ့ရလား Hi guys မင်္ဂလာပါအင်္ဂလိပ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်း Mr. Anon ပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးကြဖို့မမေ့ပါနဲ့နော်တခါတလေကြာရင်ကျွန်တော်လုပ်ပြီးသားထင်ရပါမယ်မလုပ်တာလည်းဖြစ်တတ်တာမို့ပါကဲ intro လေးပြီးသွားရင်တော့စလိုက်အောင်ပထမဆုံးသမိုင်းအိုးကိုပြန်သွားကြည့်ကြရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကမက်ဆိုပိုတီးမီးယားယဉ်ကျေးမှုထွန်းကားစဉ်ကလေးကသွေးနဲ့ကလေးငယ်တွေရဲ့အသက်ဆွမ်းရင်ကိုစုပ်ယူတက်တဲ့လေးလေးလို့ခေါ်တဲ့နတ်ဆုမအကြောင်းတွေရှိခဲ့ပူပါတယ်သူတို့ရဲ့ယဉ်ကျေးမှုအရာဒီနတ်ဆုမဟာညဘက်တွေမှာပြန်တန်းသွားလာပြီးတော့အိပ်ပျော်နေတဲ့အမျိုးသားတွေနဲ့ကလေးငယ်တွေကိုတက်ဖြစ်တတ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီနောက်ရှီဟောင်းဂရိနဲ့ရောမခက်တွေကိုရောက်လာတဲ့အခါမှာတော့ဒန်နာရီတွေကပူပြီးစနစ်ကျလာပါတယ်ဂရိတွေမှာလာမြလို့ခေါ်တဲ့လူတစ်ပိုင်းမွေတစ်ပိုင်းနတ်ဆုမအကြောင်းရှိပါတယ်သူမဟာကလေးငယ်တွေကိုဖမ်းဆီးပြီးသွေးဆုပ်တတ်တယ်လို့လည်းယုံကြည်ခဲ့ကြသလိုညက်လိုမျိုးအတောင်ပန်ပါပြီးတော့ညဘက်မှာလူတွေရဲ့သွေးကိုလိုက်ဆုပ်တတ်တဲ့ Sirik ဆိုတဲ့တရဝါဆိုးတွေအကြောင်းရောမလူမျိုးတွေအကြားကြီးပန်းဆိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီခက်တီးထားတဲ့ vampire သွေးဆုပ်ဖုတ်ကောင်ပုံရိပ်ရဲ့မိခင်ရဲ့စစ်မှန်ကတော့ Slavics ဒန်နာရီပဲဖြစ်ပါတယ်။ဥရောပရှိပိုင်းက Slavics လူမျိုးတွေဟာဝိညာဉ်တွေနတ်ဆိုးတွေကိုသိယုံကြည်ကြတာပါ။သူတို့ရဲ့ယုံကြည်မှုအရလူတစ်ယောက်ဟာတည်ဆုံးသွားတဲ့အခါစနစ်တကျတကြိုချင်းမခံရရင်ဒါမှမဟုတ်တက်ရှိထင်ရှားစဉ်ကဆုံးကိုရဲ့တက်တွေလုတ်ခင်းရင်အလောင်းပေါ်ကိုကြောင်တကောင်ဖြစ်ခုံသွားရင်အဲ့ဒီလူရဲ့ရုပ်ကလပ်ဟာမပုတ်တူပဲအမ်ဖီဒါမှမဟုတ်သွေးဆုပ်ပုတ်ကောင်အဖြစ်ပြန်လည်နှူးထလာပြီးတော့သူနဲ့နီးစပ်ရာဆွေမျိုးတွေရွာသားတွေရဲ့သွေးတွေကိုပြန်ဆုပ်တတ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါဟာဒီနေ့ခက်ကျွန်တော်တို့မြင်တွေ့နေရတဲ့သွေးဆုပ်ပုတ်ကောင်ဒဏ္ဍာရီရဲ့တကယ်မူလာစစ်မြစ်အစပဲဖြစ်ပါတယ်။ကဲအခုတော့ကျွန်တော်တို့အားလုံးသိချင်နေကြတဲ့ရိုမေးနီးယားရဲ့ Transylvania နေမြေနဲ့ဒရာဂူလာရဲ့တမိုင်းမှန်ကိုရောက်လာပါပြီတကယ်တော့ဒရာဂူလာဆိုတာစာရေးဆရာဘရွန်စတိုကာကစိတ်ကူးရင်ပြီးတော့အလကားတက်တက်ဖန်တီးခဲ့တာမဟုတ်ပါဘူးတမိုင်းထဲမှာတကယ်ကိုသွေးစာခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်လှတဲ့ဘရင်တစ်ပါးရှိခဲ့ပူပါတယ်သူ့နာမည်က Valak 3ဖြစ်ပြီးသူ့ကို Valak Dracula သို့မဟုတ် Valak the Impaler လန်ဆွတ်ဘရင် Valak လို့ခေါ်ကြပါတယ်သူဟာ15ရာစု1400ကျော်ကာလမှာဝယ်လက်ရှာယခုရိုမေးနီးယားနိုင်ငံရဲ့တောင်ပိုင်းဒေသကိုအုပ်ချုပ်ခဲ့တဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။အဲ့ဒီခေတ်တုန်းကရိုမေးနီးယားဒေသဟာအင်အားကြီးလာတဲ့အိုတူမန်တူရကီအင်ပါယာရဲ့ကျူးကျော်မှုတွေကိုအမြဲခံနေရတာပါ။ Valak ဟာသူ့နိုင်ငံကိုကာကွယ်ဖို့အတွက်တူရကီစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့တဲ့နေရာမှာအလွန်ကြမ်းကြုတ်လှတဲ့နီလန်းတွေကိုတုံးခဲ့ပါတယ်။သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ The Imperial လန်ဆွတ်သူဆိုတဲ့အတိုင်းသူဟာရန်သူတွေသူပုံတွေသူခိုးတွေကိုတည်တံပေးတဲ့အခါမှာမြေပြင်မှာတစ်သားတိုင်အရှိကြီးတွေထောင်ထားပြီးတော့အဲ့ဒီထိပ်ဖြားချွန်နေတဲ့တစ်သားတိုင်ပုံကိုလူတွေရဲ့အောက်ပိုင်းကနေတွင်းပြီးအပေါ်အထိဆူဆက်သွားအောင်တက်ရှိထင်ရှားစိတ်ထူထားတာပဲမျိုးပဲဖြစ်ပါတယ်အဲ့ဒီလိုစိတ်ထူခံရတဲ့လူတွေဟာချက်ချင်းမသေးပဲနေဘူးထဲမှာနာကျင်စွာရက်အတော်ကြာညှီးသွားပြီးမှတ
တည်ဆုံးကြရပါတယ်။တမိုင်းမတန်းတစ်ခုမှာဆိုရင်တူရကီစစ်တပ်ကဗက်လက်ရဲ့နေမြေကိုကျူးကျော်ဖို့လာတဲ့အခါလမ်းတစ်လျှောက်လုံးမှာအဲ့ဒီလိုစစ်သားတိုင်းတွေပဲအဆွတ်ခံရတဲ့လူသေးအလောင်းပေါင်း2000ကျော်ကိုမြင်တွေ့လက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးတော့စစ်တပ်ဆုတ်ခါသွားခဲ့ရဘူးတယ်လို့လည်းရေးသားပါတယ်။သူ့ရဲ့ရက်စက်မှုကိုတက်တည်ပြတဲ့ကောလာဟာလတွေထဲမှာပူပြီးထိတ်လန့်စရာကောင်းတာကခုကတော့ဗလက်ကတိတ်ဆုံးသွားတဲ့သူတွေရဲ့သွေးတွေကိုခွတ်ထိတ်ထိတ်ပြီးတော့အဲ့ဒီသွေးတွေကိုပေါင်မှုန်နစ်ပြီးစားတတ်တယ်လို့လည်းဆိုကြပါတယ်။ဒါဟာတမိုင်းမှာကြော်ကြားဆုံးသွေးဆုပ်သူပုံရိပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။သူ့ရဲ့ဖေဟာ Dracula's နဂါသူ့မဟုတ်မကောင်းစုဝါလို့အတိတ်ပဲရတဲ့ဗြိတိစိတ်ကိုရရှိခဲ့တာကြောင့် Velas ကို Dracula နဂါရဲ့သားသူ့မဟုတ်မကောင်းစုဝါရဲ့သားလို့ခေါ်ခဲ့ကြရပါတယ်။ဒီချမ်းကျုပ်လှတဲ့မင်းသားရဲ့တမိုင်းနောက်ခံကိုအခြေခံပြီးတော့လဲနောက်ပိုင်းမှာ Bram Stoker ကကဘာကျော် Dracula ဆိုတဲ့သွေးဆုပ်ဖို့ကောင်ဝတ္ထုကြီးကိုရည်သားခဲ့ဖြစ်တာပဲဖြစ်ပါတယ်။အခုကျွန်တော်ပြပြချင်တာကတော့စိတ်ကူးရင်ဝတ္ထုတွေမဟုတ်ပါဘူး။တကယ်တမိုင်းမှတ်တမ်းတွေထဲကနိုင်ငံအစိုးရတွေဆရာဝန်တွေကိုယ်တိုင်ပါဝင်ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရတဲ့ Vampire Panic ဖြစ်ရမှန်တွေအကြောင်းပဲဖြစ်ပါတယ်။18ရာစုအစိုးပိုင်းဥရောပတိုက်အရှိပိုင်းဒေသတွေမှာထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပါတယ်။ရွာတရွာမှာလူတစ်ယောက်ကတည်ဆုံးသွားပြီးနောက်ရပ်ပိုင်းအကြာမှာအဲ့ဒီရွာကတခြားလူတွေလည်းထူးထူးဆန်းဆန်းတယောက်ပြီးတယောက်ထပ်တည်ဆုံးခဲ့ကြပါတယ်။မသေးခင်မှာတည်ဆုံးသွားတဲ့သူတွေထဲကညဘက်မှာတည်ဆုံးပြီးသားလူတွေကသူတို့ရဲ့အိမ်မက်ထဲကိုလာပြီးတော့သွေးဆုပ်တယ်ရင်ဘက်ကိုဖိထားတယ်လို့လည်းပြောခဲ့ကြပါတယ်ဒီလိုဖြစ်ရပ်တွေထဲကတမိုင်းဝင်တကယ်မှတ်တမ်းရှိခဲ့တဲ့အဖြစ်အပျက်၃ခုကိုကျွန်တော်ပြောပြပါမယ်ပီတာပထမဆုံးဖြစ်ရပ်ကတော့1925ခုနှစ်ဆာဗီးယားနိုင်ငံကရွာလေးတစ်ရွာမှာဖြစ်ပွားခဲ့တာပါလေသမားတဦးဖြစ်တဲ့ပီတာတည်ဆုံးပြီးတော့ဆေးရက်အတွင်းမှာပဲအဲ့ဒီရွာကရွာသား9ဦးဟာထူးဆန်းစွာတည်ဆုံးခဲ့ကြပါတယ်သူတို့အားလုံးကမသေးခင်မှာပီတာကညဘက်လာရောက်ပြီးလေဝင်းကိုညစ်တယ်လို့လည်းပြောခဲ့ကြပါတယ်ရွာသားတွေကထိတ်လန့်ပြီးအစိုးရအရာရှိတွေနဲ့အတူပီတာရဲ့အုပ်ကူကိုပြန်လည်တူးခဲ့ကြပါတယ်အံ့ဩစရာကောင်းတာကတည်ဆုံးပြီးရက်အတော်ကြာနေပြီဖြစ်တဲ့ပီတာရဲ့အလောင်းဟာပုတ်တူးခြင်းမရှိပဲစပင်တွေလက်သေးတွေဟာပူပြီးတော့ရှည်ထွက်နေပြီးတော့သူ့ရဲ့ပါးစပ်မှာတော့လက်ဆက်တဲ့သွေးအသစ်တွေစွန့်ပိန်နေတာကိုတွေ့လိုက်ရပါတယ်ရွာသားတွေကကြောက်လန့်တကြားနဲ့ပီတာရဲ့နှလုံးသားကိုတစ်သားတိုင်းချွန်နဲ့ထိုးဆိုင်လိုက်တဲ့အခါပါးစပ်ကနေသွေးတွေအမြောက်များထွက်လာပြီးတော့ငင်းညွတ်တန်းကြားခဲ့ရတယ်လို့လည်းမှတ်တမ်းတင်ထားကြပါတယ်နံပါတ်2အာနိုဖိုလီနောက်ထပ်တစ်နှစ်အကြာ1926ခုနှစ်မှာအာနိုဖိုလီလို့ခေါ်တဲ့စစ်သားဟောင်းတူဟာမျက်ခြောက်လေးပေါ်ကပြူကျပြီးတော့တည်ဆုံသွားခဲ့ပါတယ်သူမသေးခင်တုန်းကဂရိနိုင်ငံမှာစစ်မှုထမ်းစဉ်ကသွေးဆုပ်ဖုတ်ကောင်တကောင်ရဲ့တိုက်ခတ်ခြင်းကိုခံခဲ့ဘူးရလို့ဆိုခဲ့ပါတယ်သူတည်ဆုံပြီးနောက်ရွာသားတွေဟာထူးဆန်းတဲ့တိုက်ခတ်မှုတွေခံရပြီးတော့၄ယောက်တည်ဆုံသွားခဲ့တဲ့အခါအာနိုးရဲ့အလောင်းကိုဖိုးခဲ့ကြပါတယ်အာနိုးရဲ့အလောင်းဟာလည်းလက်ဆက်နေပြီးတော့မျက်လုံးနှာခေါင်းပါးစပ်တွေကနေသွေးတွေယူစီးနေတာကိုတွေ့ရတဲ့အတွက်ရွာသားတွေကသူ့နှလုံးသားကိုတစ်သားစုနဲ့ပဲပြန်လဲပြီးတော့စိုက်ပြီးတော့ခေါင်းကိုဖြတ်ကမီးရှုခဲ့ကြပါတယ်ဒီအဖြစ်အပျက်ကိုဩစတြေးလျစစ်ဘက်ဆိုင်ရာဆရာဝန်တွေကကိုယ်တိုင်လာရောက်စစ်ဆေးပြီးတော့အစီရင်ခံစာရေးသားခဲ့ကြလို့တမိုင်းမှာအခိုင်အမာမှတ်တမ်းကျန်ရစ်ခဲ့ပါတယ်နံပါတ်3 Mercy Brown Case 1892ခုနှစ်တိုးဆုပ်ဖို့ကောင်ကြောက်ယောဂါဟာဥရောပလောကတိမကပဲအမေရိကန်နိုင်ငံကြီးကူးစက်သွားခဲ့ပါတယ်1892ခုနှစ် Rhode Island ကသက်19နှစ်အရွယ်မိန်းကလေး Mercy Brown ဟာTB ရောဂါနဲ့ကွယ်လွန်သွားခဲ့ရပါတယ်။သူမတည်ဆုံးပြီးနောက်မှာသူမရဲ့မိသားစုဝင်တွေတယောက်ပြီးတယောက်ဆက်တိုက်ဖျားနာပြီးတော့တည်ဆုံးလာကြပါတယ်။ရွာသားတွေကမစီဟာသွေးဆုပ်ဖုတ်ကောင်တယောက်ဖြစ်သွားပြီးတော့မိသားစုဝင်တွေကိုပြန်သက်နေတာလို့ယူဆပြီးတော့အုတ်ကူကိုပြန်လေတူးဖော်ခဲ့ကြပါတယ်။အေးခေးနေတဲ့ဆောင်းရာသီကြောင့်မစီရဲ့အလောင်းဟာပုတ်ပြက်ခြင်းမရှိပဲသွေးတွေဆူဆွေးနေတုန်းပဲဖြစ်နေတာကိုမြင်တော့ရွာသားတွေကကြောက်လန့်ပြီးတော့မစီရဲ့နှလုံးနဲ့အသေးကိုထုတ်မီးရှုပြချပြီးကြံရစ်တဲ့မိသားစုဝင်တွေကိုဆေးအဖြစ်အည်ဖြောတိုက်ခဲ့ကြပါတယ်ဒါဟာအမေရိကန်သမိုင်းမှာအကြိုကြားဆုံးဗမ်ပါယာပြည့်ရဲ့တစ်ခုပါပဲဒါဆိုရင်မေးစရာရှိတာကဆရာဝန်တွေနဲ့အစုရအရာရှိတွေတောင်ပါဝင်ပြီးလက်မှတ်ထိုးခဲ့ရတဲ့ဒီမှတ်တမ်းတွေဟာတကယ်ပဲဗမ်ပါယာတွေရှိနေလို့လားဒီနေ့ကသိပ္ပံပညာနဲ့ဆေးပညာတိုးတက်လာတဲ့အခါမှာတော့
သိပ္ပံပညာရှင်တွေကအဲ့ဒီခက်ကလူတွေရဲ့မတိနားမလည်မှုတွေနဲ့ယောဂတွေကိုပြန်လည်ပြီးတော့ထောက်ပြဖြေထုတ်ခဲ့ပါတယ်အဓိကအချက်ကြီး၄ချက်ရှိခဲ့ပါတယ်နံပါတ်1ခန္ဓာကိုယ်ပုတ်ပြတ်မှုတဘာဝရှိခက်ကလူတွေဟာလူသေးအလောင်းတွေကိုမြေကြီးအောက်မှာဘလို့ပုတ်ပြတ်တတ်တယ်လဲဆိုတဲ့တဘာဝသိပ္ပံကိုနားမလည်ခဲ့ကြပါဘူးလူတယောက်သေဆုံးသွားပြီးနောက်မှာခန္ဓာကိုယ်တွေကဘက်တီးရီးယားတွေကြောင့်ဝမ်းဗိတ်တွေက gas တွေထွက်လာပါတယ်ဒီ gas တွေကဝမ်းဗိတ်ကိုဖောင်းချစေပြီးတော့အဆုတ်ထဲကကျန်ရှိနေတဲ့သွေးရည်ကြီးတွေကိုပါပါးစပ်နဲ့နှာခေါင်းပေါက်တွေစီကိုတွန်းထုတ်ပေးတတ်ပါတယ်ဒါကြောင့်အလောင်းကိုပြန်ဖော်တဲ့အခါပါးစပ်မှာသွေးတွေပေးချနေတာကိုမြင်ပြီးသွေးဆုပ်ထားတယ်လို့ထင်ခဲ့ကြတာပါပြီးတော့သေဆုံးပြီးနောက်အည်ပြားတွေကရည်တက်ခန်းချောက်ပြီးရှုပ်ဝင်သွားတဲ့အတွက်သွားဖုံးနဲ့လက်သေးခြေသေးဘေးရအည်ပြားတွေနောက်ဆုတ်သွားပါတယ်ဒါကြောင့်သွားတွေကပူပူပြီးရှီထွက်လာသလိုတစ်ဖက်မှာတော့ဆွဲပေါက်တယ်လို့ထင်ရတာပဲဖြစ်ပါတယ်အလောင်းကိုတစ်သားတိုင်နဲ့စိုက်ထူတဲ့အခါအဆုတ်ထဲကgas တွေလေပွန်ကနေတိုးထွက်လာလို့ညီးတွားတန်ထွက်လာတယ်လို့ကြားရတာပဲဖြစ်ပါတယ်နံပါတ်2porphyria yoga ဒါကတော့အလွန်ရှားပါတဲ့မျိုးရိုးလိုက်သွေးယောဂတစ်မျိုးပါဒီယောဂရှိတဲ့သူတွေဟာခန္ဓာကိုယ်မှာ hemoglobins မထုတ်လုပ်နိုင်ပါဘူးဒီယောဂနဲ့လက္ခဏာတွေကတော့နေအောင်ချီနဲ့လုံးဝမတိတ်ပါဘူးနေအောင်ချီနဲ့ထိတွေ့ရင်အည်ပြားတွေအည်ကြည်ဖုထပြီးတော့အမာရွက်တွေဖြစ်ကလောင်ကျွမ်းကုန်ပါတယ်သွားဖုံးတွေကျုံသွားတဲ့အတွက်သွားတွေကအဆွေကြီးတွေလိုအပြင်ကိုပူထွက်လာပါတယ်ကြက်သွန်ဖြူမှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာသူတို့ရဲ့ယောဂကိုပုံမဆူရစေခဲ့ပါတယ်ဒါကြောင့်ဒီယောဂတွေဟာညဘက်မှာသာအပြင်ထွက်လေရှိပြီးတော့ကြက်သွန်ဖြူကိုအလွန်ကိုကြောက်ကြပါတယ်ဒါဟာ vampire သွေးဆုပ်ပုတ်ကောင်တွေရဲ့ဝိသေသနလက္ခဏာတွေနဲ့တစ်ထပ်တည်းတူညီနေတာကိုတွေ့မြင်ရပါတယ်နံပါတ်3ခွေးယူပြန်ယောဂခွေးယူပြန်ယောဂပူးဟာဦးနောက်ကိုထိခိုက်စေတဲ့အတွက်ဒီယောဂဖြစ်တဲ့လူတွေဟာရီကိုကြောက်လာတဲ့အလင်းရောင်နဲ့မှန်တွေကိုမကြည့်ရဲပဲကြောက်လန့်လာကြပါတယ်ပြီးတော့တတွေးတွေယူစီးလာပြီးတော့စိတ်ရိုင်းဝင်ကလမ်းဘေးတွေကလူတွေကိုလိုက်ကြိုက်တတ်ပါတယ်ဒါဟာသွေးဆုပ်ပုတ်ကောင်ကိုက်ရင်သွေးဆုပ်ပုတ်ကောင်ဖြစ်သွားတယ်ဆိုတော့ကူးဆက်ပုံဒဏ္ဍာရီပဲဖြစ်ပါတယ်နံပါတ်4 TV ယောဂMarcy Browns ဖြစ်ရမှန်လို့ပဲရှိခက်က TV ယောဂခေါ်အဆုတ်နာယုံယောဂဟာကက်ယောဂလိုပြန်ပွားခဲ့ပါတယ် TV ယောဂသေတွေဟာသွေးတွေအန်တက်ပြီးတော့ခန္ဓာကိုယ်ကနေ၆ကပ်ပိန်ချုံးကအင်အားတွေကုန်ခန်းပြီးတော့တည်ဆုံးသွားတတ်ပါတယ်အဲ့ဒီခက်ကလူတွေဟာယောဂပူးပြန်ပွားတာကိုနားမလည်ပဲတည်ဆုံးသွားတဲ့ဆွေမျိုးကအိမ်မက်ထဲကနေတဆင့်အသက်ဆွမ်းအင်နဲ့သွေးတွေကိုစုပ်ယူနေလို့အလွယ်တကူဆွဆွဲခဲ့ကြတာပဲဖြစ်ပါတယ်တကယ်တော့ကြောက်စရာကောင်းပြီးယွန်းရှားဖွဲအလောင်းကောင်တွေအဖြစ်သတ်မှတ်ခဲ့ကြတဲ့ vampire တွေဟာအချိန်တွေပြောင်းလဲလာတာနဲ့အမျှစာပေနဲ့ရုပ်ရှင်တွေထဲမှာတိတ်ကူဆွဲဆောင်မှုရှိရဲ့ဇာတ်ကောင်တွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ် Bram Stoker ရဲ့ Dracula 1898ခုမှာတော့ဒီဝတ္ထုဟာ vampire သမိုင်းကိုတဆစ်ချူပြောင်းလဲပစ်ခဲ့ပါတယ် Dracula ကိုတာမန်မကောင်းစုဝါမဟုတ်ပဲမြင့်မြတ်တဲ့မျိုးရိုးကဆန်းသက်လာတဲ့စမတ်ကြပြီးရင်ကျေးတိမ်မွေးတဲ့ရဲတိုက်ပိုင်ရှင်လူကြီးလူကောင်းဖြစ်ပုံဖော်ခဲ့ပြီးတော့ vampire လို့ပြောရင်ကုတ်အင်ကြီးအမေးကြီးဝတ်ဆင်ရမယ်ဆိုတဲ့ခက်ကိုစတင်ပါတယ် Nosferatu 1922ဒါကတော့ပထမဆုံး vampire ရုပ်ရှင်ဖြစ်ပြီးတော့ခြောက်ချားစရာကောင်းစုဝါပုံစံပုံရိပ်ကိုပေးဆွမ်းခဲ့ပါတယ်1994ဒီဇာတ်ကားမှာတော့တမိုင်းမှာပထမဆုံးအကြိမ်အဖြစ် vampire တွေရဲ့စိတ်ခံစားချက်သူတို့ရဲ့ထာဝရအသက်ရှင်ရခြင်းနဲ့ပြင်းရင်ငင်းငွေမှုနဲ့လူသားတွေကိုပဲခန်းစားတတ်တဲ့ romantic ဆန်ဆန်ပုံရိပ်ကိုမြင်တွေ့ရပါတယ် Twilight Saga 2008ဒါကတော့လူငယ်ထုအကြာ vampire အယူဆကိုအကြီးအကျယ်ပြောင်းလဲပစ်ခဲ့ပါတယ်ဒီစကားထဲမှာ vampire တွေက hero လူမျိုးဖြစ်လာခဲ့ပါတယ်သိပ္ပံနည်းကျဆေးပညာအရအဖီထုတ်ရမယ်ဆိုရင်တော့ဒဏ္ဍာရီထဲကလူမျိုးလင်းတို့အဖြစ်အသွင်ပြောင်းနိုင်တဲ့နေအောင်ချီထိရင်ပြာကျသွားတဲ့ထာဝရအသက်ရှင်နေပြီးတော့သိဆုပ်တတ်တဲ့မကောင်းဆိုးဝါမျိုးကတော့တကယ်မရှိပါဘူးဒါပေမဲ့လူသားတွေရဲ့စိတ်ကူးမှုသိဆုံးခြင်းအပေါ်ကြောက်ရွံ့မှုယောဂတွေအပေါ်နားမလည်မှုတွေကနေဖန်တီးလိုက်တဲ့ vampire ဆိုတဲ့ပုံရိပ်ကကျွန်တော်တို့ရဲ့စာအုပ်တွေရုပ်ရှင်တွေကိုပါထာဝရရှင်သန်နေအောင်မှာပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ vampire တွေဟာတမိုင်းရဲ့အမှောင်ထုထဲကနေကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တန်းတွေကိုကူးဆက်ပြီးထာဝရအသက်ရှင်ခွင့်ရသွားခဲ့ကြပြီလို့ပဲပြောရမှာပါမိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲ vampire တွေကိုတကယ်ရှိစေချင်ကြလားတမိုင်းတွေကဖြစ်ရတွေထဲမှာဘေးအချက်ကအံ့ဩဖို့အကောင်းဆုံးလဲဆိုတာကို comment ထဲမှာရေးသားဆွေးနွေးခဲ့ကြပါအောင်ခုလိုအချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဒါမှမဟုတ် crime scene တစ်ခုနဲ့ပြန်လာခဲ့ပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကြည့်ဆိုင်ကြပါ Thank you for watching guys and then see you in the next video peace